ဒီဖုန်ကြီးเจ้าမှာဘသူမှစကားပြောဖို့မရဲဝံ့ခဲ့ကြဘူးအကြောင်းကတော့အတန်နည်းငယ်လေးကပါကဘာတစ်ခုလုံးကိုကြီးမားတဲ့ဘေးဆိုးတစ်ခုတဲဆောင်လာနိုင်တယ်လို့ပြောကြလို့ပါမယ်ဒါပေမဲ့ဒီသစေလိုက်ဖမ်းသူ၃ယောက်ရောက်လာတာကဒီထူးဆန်းတဲ့စီးမြင့်ကြောင်မဟုတ်ပါဘူးသူတို့ရောက်လာရတဲ့အကြောင်းရင်းကတော့မကြသေးခင်မှာပဲဒီဖုန်ကြီးเจ้าထဲမှာထူးဆန်းတဲ့ဖြစ်ရ၃ခုပို့ပြီးထူးဆန်းစွာဖြစ်ပွားခဲ့လို့ပါမယ်အဲ့ဒီ၃ယောက်ဝင်လာတာနဲ့တပြိုင်နက်ဖုန်ကြီးเจ้าထိုင်ကသူတို့ကိုမပြောဘူးချက်ချင်းတတိပေးပြီးဖုံးဒီကိုပေးခိုင်းပါတယ်မိုက်ကယ်ကသူတို့စုံစမ်းနေတဲ့အန်ဖက်အမှုတွေကိုမှတ်တမ်းတင်ဖို့ဖုံးဒီလိုတယ်လို့ကန့်ကွက်ပါတယ်သူအန်အားသွင်းသွားတာကဖုံးကြီးเจ้าထိုင်ကမျက်လုံးမိတ်ပြီးတိတဲ့ဟန်နဲ့ပြုံးလိုက်ရုံပဲရှိပြီးသူရဲ့လက်ထောက်တွေကိုသူဖုံးဒီထဲကဆမ်ကတ်တွေကိုကျွမ်းကျင်စွာထုတ်ခိုင်းလိုက်ပါတယ်သူတို့အကြံလန်ဆက်သွယ်ဖို့လက်ရင်းနဲ့ရေးထားတဲ့ပုတ်ပြားတွေတစ်ချက်စီပေးလိုက်ပြီးတဲ့နောက်ဖုံးကြီးเจ้าထိုင်ကအဲ့ဒီ၃ယောက်ကိုเจ้าရဲ့မြေအောက်တင်ချိုင်းတွေစီခေါ်သွားပါတယ်မောင်နေတဲ့လေကားလန်တိုင်းရှောင်သွားပြီးတဲ့အခါတိတ်ဆိတ်ငြိမ်သက်နေတဲ့ဖုံးကြီးတစ်ပါးရဲ့အလောင်းကိုတွေးလိုက်ရပါတယ်။ဒါဟာဒီထူးဆန်းတဲ့ဖြစ်ရ၃ခုတည်းကပထမဆုံးဖြစ်ရပါ။ရက်အနေငယ်လိုကဘယောက်ထူးတူကတင်းချိုင်းကိုတန်ရှင်းရေးလုပ်နေတော့အုတ်ကူတွေကထူးဆန်းတဲ့အတန်တွေကိုရုတ်တရက်ကြားလိုက်ရပါတယ်။သူတို့အုတ်ကူဖွင့်လိုက်တဲ့အခါ၃နှစ်အရွယ်ကလေးကတေဆုံးနေတဲ့အဲ့ဒီဖုံးကြီးမှာဘာမှပုတ်ဆွေးမှုလက္ခဏာလုံးဝမပြဘဲရှိနေတာကိုတွေးရှိခဲ့ကြပါတယ်။မိုက်ကယ်ကဖုံးကြီးစီကအရေးပြားနမူနာတစ်ခုကိုစစ်ဆေးဖို့ပြင်ဆင်နေတော့အနီးနားကဘယောက်ဖူးတူကသူ့ကိုရုတ်တရက်တားလိုက်ပါတယ်။ဖုန်ကြီးเจ้าထိုင်နဲ့တိတ်ဆိတ်စွာအကြည့်ချင်းဖလှယ်ရေးပြီးတဲ့နောက်လူနေအောင်တုံးရဲ့အကြည့်တွေကအဖွဲထဲကတူးတဲသောအမျိုးသမီးဖြစ်တဲ့အမ်မာစီကိုလွှဲသွားပါတယ်။အမ်မာကချက်ချင်းနားလည်သွားပါတယ်။ချင်းဘူးတဲ့ဒီရှေးဟောင်းဖုန်ကြီးเจ้าကအမျက်သွဲနေတဲ့ကြားမခွဲခြားမှုတွေကိုအခုထိစုပ်ကင်ထားပုံရပါတယ်။ဒါကြောင့်သူမကအခြေအနေကိုပညာရှိစွာနဲ့စွန့်လွတ်ထားခွာသွားခဲ့ပါတယ်။သူမကဖုန်ကြီးเจ้าရဲ့တူးတဲသောတီလာရှင်ဂျန်နီနဲ့လမ်းမှာတိုးမိသွားပါတယ်ဂျန်နီရဲ့လေးဘော်ကဝိုင်ဘိုလင်းတွေမောက်ကျနေတာကိုမြင်လိုက်ရလို့အမ်မာကစိတ်ရင်းနဲ့ကူညီပြီးအဲ့ဒီဘိုလင်းတွေကိုဖုန်ကြီးเจ้าရဲ့ဝိုင်တူလောင်ငန်းအထိတွန်းပို့ပေးခဲ့ပါတယ်အဲ့ဒီညောက်ကလျင်မြန်စွာတငယ်ချင်းတွေဖြစ်သွားကြပါတယ်ဒီအတွင်းမှာမိုက်ကယ်ကဖုန်ကြီးရဲ့နမူနာတွေကိုစမ်းသပ်တဲ့နေရာကိုပြေးလိုက်ပြီးတဲ့နောက်ဒုတိယမြောက်ဖြစ်ရအကြောင်းကိုဘယာဖူးကိုစိတ်ဝင်စားစွာမေးမြန်းလိုက်ပါတယ်အဲ့ဒီဘယာဖူးကသူ့ကိုချက်ချင်းဖုန်ကြီးเจ้าရဲ့အပေါ်ဆုံးထပ်ကိုခေါ်သွားခဲ့ပါတယ်အဲ့ဒီမှာဖုန်ကြီးเจ้าထိုင်တဲ့လက်ထောက်တွေကလည်းအဲ့ဒီဖုန်ကြီးရဲ့အလောင်းကိုရွှေ့ထားခဲ့ကြပါတယ်အမျိုးသားတယောက်ကမိုက်ကယ်ကိုအခန်းရဲ့တစ်ဖက်ဆန်းကိုကြည့်ဖို့လက်နဲ့အချက်ပြလိုက်တဲ့အခါမိုက်ကယ်ကအခန်းရဲ့တစ်ဖက်ဆန်းမှာအလွန်ဝိကျစ်တရတဲ့ဘေးဒီတစ်ခုကိုတွေ့လိုက်ရလို့တုန်လှုပ်သွားပါတယ်အဲ့ဒီကနေခြူထဲတယ်မတိရတဲ့အရေးတွေကအဆက်မပြတ်စိမ့်ထွင်နေပြီးအဲ့ဒီဘေးဒီရဲ့အပေါ်ဘက်မှာတော့နတ်ဆူးရဲ့ဆက်စုပ်ဖယ်ရုပ်တုတစ်ခုတင်ထားတာကိုတွေ့ရပါတယ်